ကဲ CR7 fan တွေကျွန်တော်တို့ GOAT ကြီးရဲ့ fan တွေအားလုံးပဲမင်္ဂလာပါလို့ပဲပြောချင်ပါတယ်သတင်းကောင်းလေးတစ်ပုဒ်ရှိတယ်ပေါ့နော်ဒီမိနစ်ပိုင်းပဲရှိသေးတယ်သတင်းတစ်ပုဒ်တက်လာခဲ့တယ်ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့က CR7 ကြီးကိုနောက်တစ်ကြိမ် Portuguese jersey နဲ့မြင်တွေ့ရမယ့်အခွင့်အရေးကြီးပဲဖြစ်ပါတယ်အခုလက်ရှိသတင်းမှာဘယ်လိုဖော်ပြနေလဲဆိုလို့ရှိရင်လာမယ့် National League ပွဲစဉ်တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ CR7 ကိုအဓိကအားထားနေတဲ့ Portuguese နည်းပြသစ်ဖြစ်သူ Jorge Jesus ပါ Jorge Jesus ဟာဆိုရင်တော့လေသူက Al-Nassr အသင်းကနေအနားယူခဲ့တယ်သူအနားမယူခင်မှာဆိုရင်တော့လေကိုရီးယား CR7 ကြီးတော်တော်လေးကိုဆက်ဆံရေးကောင်းတွေရှိခဲ့တယ်ဘယ်လိုမျိုးကင်တွယ်ရမလဲကိုရီးယားကိုကြီးကိုသူဘယ်လိုကင်တွယ်ရမလဲဘယ်လိုအချိန်မှာသူ့ကိုပွဲလူစားလဲပြီးတော့အသုံးပြုရမလဲဆိုတာကို CR7 ရဲ့အကြောင်းကိုတိတိကျကျနားလည်တဲ့ Jorge Jesus နီးပြပဲဖြစ်ပါတယ်ပေါ်တူဂီအသင်းနဲ့အတူလဲ2030အထိကမ္ဘာ့ဖလားပွဲစဉ်တွေကိုကင်တွယ်သွားမှာပဲဖြစ်ပါတယ် Jorge Jesus ဟာဆိုရင်တော့ဖြစ်အဲ့တော့အခုလာမယ့်ဒီ UEFA National League ပွဲစဉ်တွေမှာဆိုရင်တော့လေနီးပြဖြစ်သူ Jorge Jesus ဟာကျွန်တော် CR7 ကြီးအပေါ်မှာသူ့အနေနဲ့ကအဓိကယုံကြည်အားထားနေပါတယ်ဆိုပြီးတော့သတင်းမှာဖော်ပြထားတွေ့ရတယ်နောက်ထပ်ကဘာလဲဆိုလို့ရှိရင်ဒီပေါ်တူဂီအသင်းအနေနဲ့ကလည်းဒီ UEFA National League ဆိုလို့ရှိရင်ဒီတတိယအကြိမ်မြောက်ချန်ပီယံဆုကိုဆုခူးနိုင်ဖို့အတွက်ပြတ်မှတ်ထားနေတဲ့ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာဆိုရင်လည်းကျွန်တော်တို့ရဲ့ဂုတ်ကြီးဖြစ်သူပေါ်တူဂီအသင်းရဲ့အသင်းကောင်းဆောင်ဖြစ်သူ CR7 ကိုအကောင်းဆုံးစီမံခန့်ခွဲပြီးတော့မှအသုံးပြုသွားဖို့အတွက်နီးပြဖြစ်သူ Jorge Jesus ကိုယ်တိုင်ကဆန္ဒရှိနေပါတယ်ဆိုပြီးတော့သတင်းမှာဖော်ပြထားကိုတွေ့ရပါတယ်ဗျာကဲဘယ်လောက်ကောင်းတဲ့သတင်းလဲဗျာဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကကျွန်တော်ရဲ့ CR7 ကြီးကိုပေါ်တူဂီဂျာစီနဲ့ထပ်မံပြီးတွေ့ရမှာဖြစ်ပါတယ်ပေါ်တူဂီအသင်းမှာနော်မကြိုးစားခြင်းတဲ့ကောင်းနေစောက်ရှုံးမပြေတဲ့ကောင်နေမင်းတို့ဒီနီးပြရဲ့အကြောင်းကိုမင်းတို့ကောင်းကောင်းသိလိမ့်မယ်နော်ဂျော်ဂျီဂျေးဆက်ဟာဆိုရင်တော့ပြအရန်ကိုကောင်းပါတယ်အသင်းနဲ့လုံးဝအဝင်ခွင်ကြမဖြစ်တဲ့ကောင်ဆိုလို့ရှိရင်အရန်ခုံမထားမင်းဘလောက်ကောင်ကောင်မင်းဘာကောင်မဖြစ်ဖြစ်ဒီလိုနီးပြနဲ့အခုပေါ်တူဂီမှာအချိုးမပြေတဲ့ကောင်တွေနဲ့တော့ထိတိုက်တွေ့ပြီပေါ့ကွာအဲ့တော့တချို့သတင်းတွေလည်းတက်လာတယ်ပေါ့နော်ကိုရီးယားကိုကြီးက2030ကြောက်လို့ရှိရင်တော့မှပဲဒီကမ္ဘာဖလားပွဲစဉ်တွေကိုပါနိုင်ခြေရှိတယ်ဆိုပြီးတချို့သတင်းတွေရောတက်နေသေးတယ်ဒါပေမဲ့လို့ဒီဟာကအရန်မသေးကြသေးဘူးအခုသေးကြတဲ့အရာကတော့ UEFA National League မှာကျွန်တော်တို့ဟာဆိုရင်တော့ကျွန်တော်တို့ရဲ့ CR7 ကြီးကိုနောက်ထပ်တစ်ကြိမ်ပေါ်တူဂီဂျာစီနဲ့တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်တကယ်ကိုပဲညီကိုတွေအားလုံးဝမ်းသာကြမယ်လို့ထင်ပါတယ် Let's go CR7 fan တွေဟလားဒီလိုမဲ့ဒီမှာပေါ့နော်ကျွန်တော်လည်းဒီဟောက်တွေ့တော်တော်ကိုရင်းနေခုံသွားရပေါ့ဟုတ်လားမသိဘူးဆိုကျွန်တော်လည်းညီကိုတွေအားလုံးသိဖို့အတွက်ဒါချက်ချင်းပဲကျွန်တော်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့ရေ CR7 fan တွေ ready ပဲလားကျွန်တော်တို့ဒီဘာလို့ UEFA Nation League မှာ CR7 ကြီးတွေ့မြင်ရဖို့အတွက်ဒါကရာခိုင်နှုန်းများသွားခဲ့ပြီရာခိုင်နှုန်းများသွားခဲ့တရားလို့ပြောလို့ရတယ်ဘာလို့ဆိုတော့နီးပြကိုယ်တိုင်ကဂျော်ဂျီဂျေးဆက်ကိုယ်တိုင်ကကျွန်တော်တို့ရဲ့ CR7 ကိုသူကိုယ်တိုင်ကသဘောကျနေတဲ့အနေအထားမျိုးပါဒါကြောင့်မို့ကျွန်တော်အနေနဲ့တိမ့်တီပေါက်တွေ့မြင်ရမယ့်အခွင့်အရေးကြီးကျွန်တော်တို့ရှေ့ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့ရေ CR7 fan တွေအားလုံးပဲဝမ်းသာကြမယ်လို့လည်းထင်ပါတယ်ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့ဒီသိရမလားကိုရီးယား CR7 အသက်ကတော့ကြီးနေပြီ41နှစ်ရှိနေပြီအနားယူရင်တောင်းမှပဲကိုရီး CR7 အနေနဲ့ကိုတွေကတော့ဘယ်လိုပြောမလဲဆိုရင်တော့အနားယူတော့တနည်းကြကျွန်တော်လက်ခံပေးရမှာပဲဒါပေမဲ့လို့ဘယ်လိုပြောမလဲမြင်ကျင်သေးရပေါ့နော်အခုလိုပဲဒီ UEFA Nation League တွေပါကျွန်တော်တို့ကမြင်ကျင်သေးတာဆိုတော့အခုဆိုလို့ရှိရင်မြင်ရဖို့အတွက်တကယ်ကိုအခွင့်အရေးရောက်ရှိလို့လာခဲ့ပြီဂိုးရှူးသည်ဖြစ်စေမရှူးသည်ဖြစ်စေကွင်းထဲမှာလိုအပ်တဲ့အချိန်လေးမှာကွင်းထဲမှာရှိပြီးတော့ပေါ်တူဂီအသင်းအတွက်တောက်တဲ့နေရာကနေကူညီပေးနိုင်နေတောင်မှပဲကျွန်တော်တို့ကဒီလိုမျိုးကြည့်ကျင်တဲ့သူမျိုးတွေပါညီကိုတို့ရေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ထပ်ဂုံးကြီးနဲ့ပတ်သက်လို့သတင်းထူတာရှိလို့ရှိရင်လည်းကျွန်တော်ဆက်လက်ပြီးတင်ဆက်ပေးသွားပါဦးမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ